မေချာလီရဲ့နှစ်ထပ်ကွမ်း MVP နှစ်ယောက်မရှိနိုင်တဲ့အကောင်းဆုံးမက်ဆီပရိသတ်များအားလုံးပဲမင်္ဂလာပါများ Messi 55 Auto Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်လီယိုနယ်မက်ဆီဟာမေချာလီရဲ့သမိုင်းကိုအသစ်ပြောင်းရေးလိုက်ပြီးတဲ့နောက်အမေရိကန်မှာမက်ဆီခစ်ကိုထူထောင်လိုက်ပါတယ်မက်ဆီဟာသမိုင်းတစ်တစ်ခုပြီးတစ်ခုရေးသားနေရင်ဒီတစ်ခါမှလည်းနောက်ထပ်ကစားမတယောက်လိုက်လံတူပါဖို့ခက်ခဲမဲ့စံချိန်တစ်ခုကိုတင်လိုက်ပြန်ပါတယ်လီယိုနယ်မက်ဆီဟာ2025ခုနှစ်အတွင်းအင်တာမီယာမီအတွက်သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်သမိုင်းတစ်လျှောက်200သိန်းဆက်လန်တွန်ဒွန်နိုဗန်မေဂျာလီ MVP ဆုကိုရရှိခဲ့တဲ့ပထမဆုံးကစားမဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီဝေးနေ့မှာမက်ဆီဟာအင်တာမီယာမီကိုဦးဆောင်ပြီးမေဂျာလီဖလားကြီးဖိုင်နယ်ကိုဗန်ကိုဗာဝိုက်ကပ်ကို3-1နဲ့နိုင်ရရှိခဲ့ပြီးအသင်းရဲ့သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ချန်ပီယံဖြစ်လာစေခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ဘလိုနီယော၈ကြိမ်စံချိန်တင်ရရှိထားတဲ့စေကြီးမက်ဆီဟာသူ့ရဲ့ကစားမဘဝမှာနောက်ထပ်သမိုင်းဝင်စာမျက်နှာတစ်တွေရေးသားနိုင်ခဲ့ပါတယ်။မက်ဆီဟာ2024မှာအင်တာမီယာမီနဲ့အတူစပိုတာရှိကိုရရှိခဲ့ပြီးမေဂျာလီ MVP ဆုကိုရရှိခဲ့ပါတယ်။ဒီရာသီမှာတော့မက်ဆီဟာမိနစ်ကချက်တော်မှာပိုကောင်းနေပါသေးတယ်။မက်ဆီကမေဂျာလီပွဲ28ပွဲကနေသွင်းကို29ကိုဖန်တီးမှု19ချိန်ပြုလုပ်ပေးခဲ့ပြီး2025မေဂျာလီရှစ်ပလန်ဆုကိုရရှိခဲ့ပါတယ်။မက်ဆီကရာသီကုန်ပလေးအော့ပွဲစဉ်တွေမှာနောက်ထပ်သွင်းကို6ကိုနဲ့ဖန်တီးမှု9ချိန်ပြုလုပ်ပေးခဲ့တာကြောင့်မေဂျာလီသမိုင်းတစ်လျှောက်ရာသီကုန်ပလေးအော့မှာဂိုးပေါဝင်ပတ်သက်မှုအများဆုံးကစားမဖြင့်စံချိန်တစ်ခုတင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်မက်ဆီကမေဂျာလီဖလားပြိုင်ပွဲရဲ့ MVP ဆုကိုလည်းရရှိခဲ့ပါသေးတယ်။မက်ဆီကမေဂျာလီသမိုင်းမှာဘောလုံးရာသီတစ်ခုတွင်တကိုးထက်ပိုသွင်းတဲ့ပွဲ10ပွဲအထိရှိလာခဲ့တဲ့ပထမဆုံးကစားမလည်းဖြစ်လာပါသေးတယ်။မက်ဆီဟာမေဂျာလီတရားသီအတွင်းသွင်းကိုအများဆုံးဖန်တီးမှုအများဆုံးတယောက်တည်းပြုလုပ်ပေးနိုင်တဲ့ဒုတိယမြောက်ကစားမလည်းဖြစ်ပါတယ်။ပထမတစ်ယောက်က2015ဘောလုံးရာသီမှာသွင်းကို22ကိုဖန်တီးမှု16ချိန်ပြုလုပ်ပေးခဲ့တဲ့တိုရင်တိုအသင်းရဲ့စီးဘက်ရှန်ဂျီရိုဘင်ကိုဖြစ်ပြီးမက်ဆီကဂျီရိုဘင်ကိုရဲ့ဂိုးပေါဝင်ပတ်သက်မှုကိုပါကြော်တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မေဂျာလီမှာ MVP ဆုကို2ကြိမ်တိတိရရှိတာမက်ဆီကဒုတိယပါပထမတစ်ယောက်က1969နဲ့2003ခုနှစ်တို့မှာရရှိခဲ့တဲ့ပရီကီဖြစ်ပါတယ်။ဒါပေမဲ့မက်ဆီက MVP ဆုကို2ကြိမ်ဆက်တိုက်ရရှိခဲ့တဲ့ပထမဆုံးမေဂျာလီကစားမအပြင်ပရီကီကိုကြော်ဖြတ်နိုင်ခဲ့ပြန်ပါတယ်။မက်ဆီဟာအသင်းပေါ်တွေဖြစ်ကြတဲ့ဆာဂျီယိုဘိုစကွတ်ရိုဒီဂိုဒီဘောရိုနဲ့အတူမေဂျာလီချန်ပီယံဖြစ်တဲ့ပထမဆုံးကမ္ဘာ့ဖလားရကစားသမားလည်းဖြစ်လာခဲ့ပါသေးတယ်။မက်ဆီဟာကမ္ဘာ့ဘောလုံးသမိုင်းရဲ့စူပလာအများဆုံးကစားသမားလည်းဖြစ်ပြီးမေဂျာလီနောက်ရာသီသစ်မစတင်ခင်မက်ဆီကန်လီဂါချန်ပီယံအသင်းနဲ့ကမ်ပီယိုနက်စ်ဖလားပွဲရှိနေသေးတာကြောင့်နောက်ထပ်ဖလားအောင်မြင်မှုတစ်ခုကအစဉ်သင်းစောင့်ကြိုနေပါတယ်။ထိုင်းမှာအားကစားချစ်သူရွှေမာကြီးကိုတို့အတွက်မြန်မာကျေးစာရဲ့အတိုင်းကစားခြင်းနေဆိုရင် Messi 55 Auto ရဲ့ line စိမ်း ID @Messi 55 Auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။